စာတက်ပေတက်လို့ပေါ့ဇုံးသည်ဟင်းကြို၏အရာသာကိုမသိစာပေတက်လူဘောသည်လည်းပညာ၏အရာသာကိုမသိဝေလာစကပုံဤစကပုံလေးကိုတွေ့လိုက်ရသောအခါလောကနိတိအဆိုရောက်မှသည်ဟင်းကြို၏ဟင်းအရာသာကိုမသိဟုသောစကားလေးကိုတွားပြီးတတိယမိပါသည်ယခုဤစကပုံတွင်တော့ဆိုတော့ပြန်ပါလာပါသည်ထိုစကားကိုကျွန်တော်ကစာပေတက်လူဘောဟုပြန်ဆိုလိုက်ပါသည်ကျွန်တော်ကတက္ကသိုလ်ဘွဲ့တက္ကသိုလ်ကဘွဲ့ကြီးဘွဲ့နှစ်ခုကြီးများတော့ရထားသူဖြစ်ပါတယ်အစ်စ်ကလေးကထည့်ပြောလိုက်ရရင် AGB ဟူသောဟုခေါ်ကြသောအထက်တန်းဆေးနစ်စာမေးပွဲကိုပင်အောင်လိုက်ပါသည်ယနေ့တာမန်အားဖြင့်သုံးဆွဲကြသည့်ဝေါ်ဝါဒနှင့်ပြောရရင်ကျွန်တော်ပညာတတ်တရားဟုပြောနိုင်ခွင့်ရှိပါသည်သို့တော့ပညာဆိုတာကိုသေချာစဉ်းစားကြည့်လိုက်တော့ကျွန်တော်ပညာတတ်တရားပါဟုဝင်းဝင်းစားစားရက်တီရင်ကိုနိုင်မှုတကယ်ကိုကြောက်လာပါပြီအထူးသဖြင့်စာတက်ပေတဲ့လူဘောကြီးများဖြစ်နေမှာကိုတကယ်ကိုကြောက်ပါသည်ခက်နေသည်ကရွှေစစ်မစစ်ကိုစမ်းသပ်ဖို့ကလွယ်ပါသည်မကြောက်တွေရှိသည်ဒီထက်ပိုလိုက်ချင်ပါသေးသည်ဆိုလျင်ငရဲမီဟုခေါ်ကြသောအက်ဆစ်တွေနှင့်စမ်းနိုင်သေးသည်ကျောင်းတင်အတန်းတွေဘွဲတွေအမီးတွေတလန်လောက်ဆင်းနေပါစေအောင်တော့ပညာရှိဆိုသည့်အမည်ကိုခံနိုင်မှုခက်သည်ဟုကျွန်တော်ထင်လာမိသည်ပညာရှိဟူသောစကားကိုကျွန်တော်တို့ညီမလူမျိုးတွေကရိုသေကြသလောက်ကြောက်ကြသည်ဟုထင်မိပါသည်စကားအကြောင်းဆက်လာသောကြောင့်ပြန်ပြောလိုက်ရအောင်မည်စာရေးဆရာကြီးပါရဂူကိုကျွန်တော်အလွန်ရိုသေသည်သူစာတွေကိုလည်းတရိုသေဖတ်သည်ကျွန်တော်သူ့ကိုအင်တာဗျူးလုပ်တော့ဆရာအခုလိုပညာရှိတစ်ယောက်ဖြစ်လာတာဟုစကားလေးတစ်ခွန်းစလိုက်မိသည်သူကလက်ကလေးကိုကာထည့်ပြီးအောင်မလေးမလုပ်ပါနဲ့အောင်သိရဲ့ပညာရှိဆိုတဲ့စကားကြီးကကြီးလွန်းလာပါတယ်ဟုတ်ဟန်လိုက်ဒီကိုကျွန်တော်သတိရနေမိပါသည်တွားလေးသူကျွန်တော်တို့ရှေယာပါဏိပါရဂူရှေယာဦးအောင်မိုးကျွန်တော်ကိုပြောဘူးတော့ပိဋကတ်ဖြစ်ရကလေးတစ်ခုကိုကျွန်တော်မကြာခဏသတိရမိသည်ဖျားလက်ထက်ကစာပေတွက်ကြံလာသောရဟန်းကြီးတစ်ပါးရှိသည်စာပေတက်ကျွမ်းလှသောကြောင့်စာပေမှန်လဲတက်ပြီသို့တော့မတ်တရားကိုတော့မရသေးယဟန်ကိစ္စမပြီးသေးဆိုပါတော့သူကယဟန်ကိစ္စပြီးလို့တော့ကြောင့်မြတ်စွာဘုရားတန်သွားပြီးသူနှစ်တင့်လျော်သောကမ္မထံကိုပေးပါရန်လျှောက်ထားတောင်းပန်သည်မြတ်စွာဘုရားကယဟန်ဤဟန်ကြီးမှာစာပေပွေမြင့်နေကြောင်းသိတော်မူသည်ထို့ကြောင့်ဘုရားရှင်ကတင်းတက်ပြရန်ကမ္မထံငါမှမရှိဤမီသောကြောင်းငယ်လေး၌သတင်းသုံးနေသည်ဤမီသောယဟန်ထံသို့တွားရောက်၍ကမ္မထံတောင်းလောတင်းနှင့်တင်းလျော်သောကမ္မထံကိုရလေအောင်မိတ်တော်မူလေသည်ထိုစကားကိုကြားလိုက်သောအခါတော်တော်လေးစိတ်ပြတ်သွားမိသည်ဖျားရှင်ညွန်လိုက်သောယဟန်မှာစာလုံးမတတ်ထိုယဟန်ကြီးထံမှဝိစင်ပြီးကမ္မထံတောင်းရမည်တိတ်ခါကြလွန်လှသည်မဟုတ်ပါလားစင်စစ်ထိုယဟန်ကြီးကစာမတတ်တော်လဲယဟန်နာဖြစ်နေလေပြီဖျားစကားဖြစ်နေလေတော့ကြောင့်မပယ်ရှားဝန့်ဒီနေ့ကမ္မထံတောင်းရန်သွားသည်အကျိုးကြောင့်ဆောက်ထားလိုက်တော့ယဟန်ကြီးကကမ္မထသဘောကိုပြောဆိုမိတ်ကြသည်စာမတက်ပေမတက်ဖြစ်လေတော့အတန်ထွက်လေယူလေသိန်းကမကောင်းယခုခေတ်လူငယ်တွေအသုံးနှုန်းရဆိုရင်ချွတ်ချော်မှားယွင်းနေသည်ပေါ့ဒီတော့စာတက်ပေတက်ဟင်းကြီးကထိုကဲ့သို့ရွတ်ချင်မှမမှန်ပါဤသို့ရွတ်ရပါသည်စသည်အဖြစ်ပြင်ပေးနေသည်3-4 ခါလောက်ပြင်ပေးလိုက်မိတော့အခါယဟန္တာကိုတော်ကြီးကတင်သည်အခရများပေါ်၌သာမြုပ်ပျော်မွေ့နေသောရုပ်ကြပေတကားဟုမိတ်ကြလိုက်သည်ထိုအခါတွင်မှအိမ်မောကြားနေသူကိုရုတ်တရက်ရိုက်နိုးလိုက်တဲ့ကဲ့သို့မိမိနားလေနောင်လာရသွားပြီတပည့်တော်မှားပါပြီဖေဟာတပည့်တော်ကိုကမ္မထံပေးသနာတော်မူပါဟုဝင်ချတောင်းပန်သည်ဤသို့အပြင်ယဟန်ကိစ္စပြီးသွားခဲ့လေသည်ဆရာဦးအောင်မိုးကျွန်တော်ကိုပြောပြခဲ့သည်မှာနှစ်ပေါင်း40ကျော်လောက်ရှိပါလေသည်အခရများပေါ်၌ပျော်မွေ့နေသောရုပ်ကြပေတကားဟူသောစကား
စကားများသည်ကျွန်တော်နားတဲ့အတွင်းလက်ဆက်နေစေဖြစ်သည်ဆိုသည်မှာထို့သို့သောသူမျိုးကိုဆိုလိုသည်ဟုကျွန်တော်ကောက်ယူသည်မြန်မာလူမျိုးတို့ပညာရှိဆိုသည်မှာအတတ်ပညာအသိပညာတွေနှင့်ပြည့်စုံခြင်းမျှလောက်ကိုသာဆိုလိုသည်ဟုကျွန်တော်မထင်မိကိုကျင့်တရားကိုပါထည့်သွင်းစဉ်းစားသည်ဟုကျွန်တော်ထင်မိပါသည်အတိအမြင်ကျေဝန်းခြင်းစင်ကြင်သုံးတရားအားကောင်းခြင်းမတော်မမှန်သောအမှုကိစ္စတို့ကိုဆောင်ခြင်းဒီနည်းအားဖြင့်လောဘဒေါသနေပါခြင်းတို့ပြည့်စုံပါမှပညာရှိဟုမြန်မာတို့ကသတ်မှတ်သည်ဟုထင်မိပါသည်လောကနီတိဆရာ၏အဆိုအမိတ်ကလေးကိုကျွန်တော်တို့မြန်မာလူမျိုးတွေချစ်ကြသည်ကြည်စံပါဦးစနကူနန္ဒာတို့သည်6တွေ့တော်လဲမိမိ၏အမွေအနှံ့ကိုမစွန့်ရှင်ပြောင်တို့သည်စစ်မြေပြင်အရက်သို့ရောက်တော်လဲမိမိ၏တင့်တယ်သောအတရေကိုမစွန့်ကြံတို့သည်ကြံကြိတ်ရန်ရအဝသို့ရောက်တော်လဲမိမိ၏ချုံမိန်သောအရာသာကိုမစွန့်ထို့အတူသူတော်ကောင်းတို့သည်ဆင်းရဲခြင်းသို့ရောက်တော်လဲသူတော်ကောင်းတရားတွေကိုမစွန့်တည်တာဒီဟုတ်ကဲ့ဒါဆရာကြီးဦးအောင်တင်ရဲ့သူ့အတွေ့အမြင်တွေကစာတပ်ပေတဲ့လူဘောဆိုတဲ့စာပိုက်လေးကိုကျွန်တော်ဖတ်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ